ဒီမှာတက်ချလောက်ထားပေါ့နော်တက်ချလောက်ကကုံလိုက်ဒီမှာတမတိပဲကျန်တော့တမတိပဲစားနေရပါတမတိငါတို့တက်ချလောက်လည်းမကျန်တော့တမတိထောင်းဖြစ်သွားပါတယ်တက်ချလောက်ထားမဟုတ်ပါဘူးဟဲ့ဟိုမှာကြအဖတ်ကြီးပဲသူ့လက်ထဲမှာလို့မကျုံကခံငါတို့မနေ့ကတက်ချလောက်ထောင်းနေတာငါတို့မနေ့ကမမထောင်းနဲ့လောက်စားကြတာငါမှန်မမထောင်းပပထောင်းမရှိဘူးဒါတော့အမရှိရမင်းနဲ့တွေ့တော့ကုံခါနီးလေးမှာတိတ်ပိတ်စားနေကြပါမရဘူးကုံခါနီးမှာဘလို့မရရတော့လေစားတတ်မှာရောရုပ်ဒီဘက်တွေနှာခေါင်းထဲမှာထိုးတယ်ဖိုင်းလေဟဲ့ဒီမှာကြီးဖက်ကြီးအဲ့လိုပြောတော့ယူစရာကြီးစားတာတော့မပြောဘူးအမလေးတို့ချီမနီကိုအဲ့လိုမပြောနဲ့ရောစားရတယ်ကြီးစားတယ်ငါချုံစားစီးလေသူပဲပြောပြီးသူပဲစားကျေးဇူးလူမဟာမကျန်းသူစမယ်ပြီးအေးအရှိတောက်မလားဖေတောက်ဘုံစားတယ်ဝယ်စားပြီးရင်လေငါတို့ဟိုဝတ်သားထောက်ဝယ်ပြီးတော့အဲ့ရင်နဲ့စားကြပြီးဝတ်သားတော့တော့စားမလိုက်ဘယ်လောက်ပို့စားမလဲဟဲ့ခလုံးကြီးရှိရလွယ်လို့ကျန်တဲ့နေရာငါစားတယ်ဟမ်ခလုံးကြီးရှိမှစားကြမဟုတ်ခလုံးကြီးမှစားနော်အောက်တန်းကြလို့သူနဲ့ကတာသမီးကိုသူ့ကိုဖောက်ချိန်မြဲကြီးကဖားနေတယ်ဟုတ်တယ်ဟုတ်တယ်တကယ်ချင်းတကြည့်ကြည့်လားသိတယ်သူ့ကိုလေအဲ့ကဖောက်ချိန်မြဲကြီးကလေကြီးဖားတယ်တဲ့ဆဲတယ်သူ့ရှိမှမရှိတဲ့အဲ့ငါတို့စောင့်နေကြပါဆဲရမဟုတ်နှိမ့်တာငါလည်းကောက်နှိမ့်တာနော်ငါတို့လည်းမနှိမ့်ချင်တော့နှိမ့်ရတာပဲဟာငါတို့လည်းသူ့ကိုဝိုင်းဆဲရပြီးတော့ဟုတ်တယ်တိလိုက်ပြကိုပြအခုဒီမပြီးသေးပါဘူးဆိုမှဟဲ့ဗီဒီယိုလားမမျိုးဒီပါစားအောင်စားပါအဲ့တော့အနာဂတ်တရေမပေါ့နော်အဲ့နာကတော့ခေါ်လာစကားတွေမှာတရေမနေရတင်းစားပဲများပါတော့တူနေစားကျမတို့ကလက်နဲ့ပဲအားရပါစားပါနော်ပဲများပဲနဲ့လူလက်တဲ့အချိန်မှာတူပါအစိမ့်လိုက်ဝါစားတာပဲများလို့လေကြက်ချထားမှာကုန်သွားတယ်သူတော့မစားလိုက်ရသမီးစားတာပါဖြစ်ပါရဲ့ဟဲ့ရိုးစရာကြီးဟဲ့ရိုင်းဒါစိတ်သွားဘာမှလည်းမရှိတော့ဘူးလက်ပါဆေးတော့မယ်မစားတော့ဘူးဟဲ့ငါတော့